水洗下边的句子注意不和没有的用法。水洗在这定义。Hello，大家好，欢迎来到我的课程，我是胡凡琼。今天我来给大家分享一下不和没有的用法。ဒီနေ့မှာတော့grammar ပေါ့နော် lesson 2မှာသင်ရမယ့်အကြောင်းအရာကတော့不နဲ့没有နဲ့အသုံးလုံးပေါ့နော်不ရယ်没有ရယ်အဲ့တော့အရင်ဦးဆုံးဒီ不လေးကိုစစ်ကြည့်အောင်不ရော没有ရယ်အဓိပ္ပာယ်ကညင်းတာပေါ့နော်不ကကြတော့ဒီတရုတ်စာကြောင်းတွေမှာပေါ့နော်လို့ဆိုဒီဘက်ရဲ့ရှေ့မှာညင်းတာပါ没有ကြတော့ဘယ်သူ့ကိုညင်းတာလဲ有ကရှိတယ်没有ကကြတော့有ညင်းတာပေါ့နော်အဲ့တော့没有ဆိုတာမရှိဘူးအဓိက有ကိုကြတော့不有နဲ့မညင်းပါဘူးအဲ့တော့不ရဲ့နောက်မှာနောက်ဆိုတော့ verb တွေကိုလိုက်မယ်အဲ့တော့ဥပမာအားဖြင့်ဆိုလို့ရှိရင်不学မရေးဘူး不听နားမထောင်ဘူး不说မပြောဘူး不读မဖတ်ဘူး不看မကြည့်ဘူးဒါမျိုး不နဲ့ verb နဲ့အဲ့လိုမျိုးပေါင်းပြီးတော့เนาะတွဲပြီးတော့သုံးလို့ရပါတယ်တွဲပြီးတော့သုံးလို့ရပါတယ်不เนาะအတန်တန်ကကြတော့အနောက်ကသုံးမယ်ကိုသုံးမယ်ဘက်ရဲ့အတန်တုံးကိုလိုက်ပြီးတော့ပူသို့မဟုတ်ဘူးဆိုပြီးတော့ပြန်ပြောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ပူအပေါင်းဘက်ဆိုပြီးတော့လာမယ်ပေါ့နော်ရိုကြမေယိုကကြတော့သူကရိုဆိုတာကယို EO ယိုဆိုတာရှိတယ်အဲ့ဒီယိုကိုညင်းတဲ့အခါမှာမေနဲ့ပဲညင်းပြရပါကြည့်လိုက်ကြရအောင်နော်အဲ့တော့水洗下边的句子注意不和没有的用法水洗ဆိုတော့တင်ယူပါ下边的ဆိုအောက်ဘက်ကစာကြောင်းတွေကိုကြည့်ပြီးတော့注意ဆိုတာတတိထားပါ不နဲ့没有ရဲ့အသုံးလုံးကိုကြည့်ပေးပါကဲအဲ့ဒါဆိုရင်老师တို့တစ်ချက်ကြည့်လိုက်ကြရအောင်ဒီ sentence ထဲမှာဆိုလို့ရှိရင်他不是水生သူကအကြောင်းသားမဟုတ်ဘူးသူ့ရဲ့ပုံမှန်စာကြောင်းကတော့不မပါဘူးဆိုရင်他是水生ဒါဆိုရင်ပုရဲ့နေရာအထားသူကိုတတိထားရပါမယ်ပုဒီနော်ပုဆိုညင်းတာအင်္ဂလိပ်စာမှာဆိုရင် NOT နော်မြန်မာဘာသာစကားမှာဆိုရင်မဟုတ်ဘူးအဲ့ဒါဒီစာကြောင်းတစ်ကြောင်းရဲ့ဘယ်မှာရှိရလဲဆိုတော့ဒီ verb ရဲ့ရှေ့မှာရှိပါတယ် verb ဆိုတာဘယ်လိုတရုတ်တရားမှာလို့ဆိုလို့ဒီ should ဆိုရင်ဖြစ်တယ်ဒါဆိုရင်ဒီစာကြောင်းတစ်ကြောင်းမှာ verb ကိုရှာလိုက်သူ့ရဲ့ရှေ့မှာအငင်းကို NOT not ဖြစ်တဲ့တရုတ်စာမှာဆိုလို့ရှိရင်ပုဆိုတဲ့အဟာကိုထည့်လိုက်မယ်ပေါ့နော်။မပုရှယ်ပုထင်းပုရှောပုတူပုခန့်စသဖြင့် verb တွေရဲ့ရှေ့မှာထားမှာဖြစ်ပါရဲ့။ရမယ်နော်အောက်မှာဆိုလို့ရှိရင်လေထားဘူးဆယ်ဟန်字သူကတရုတ်စလုံးကိုမရေးဘူးဒါဆိုရင် verb ကဘာလဲ verb ကိုလိုက်ရှာ verb ကရှေအဲ့ဒီ verb ကရေးဒီဆိုတဲ့ verb ရဲ့ရှေ့မှာပုလေးကိုထည့်လိုက်ပြီးဆိုရင်ဒီစာသားကအငင်းစာကြောင့်ဖြစ်သွားပါပြီအငင်းဝါကြဖြစ်သွားပါပြီအဲ့တော့他不学汉字သူကတရုတ်စလုံးကိုမရေးဘူး下一个句子是我不买本子ငါကnotebook ကိုမဝယ်ဘူး那你找一找动词是什么 verb ကဘာလဲ verb ကိုလိုက်ရှာ买နော် my verb 买ရဝယ်တယ်အဲ့ဆို我不买本子ဆိုပြီးတော့ဖြစ်သွားမယ်နော်我不买ငါ notebook စာအုပ်ကိုမဝယ်ဘူးအဲ့ဒါဆိုရင်ပုရဲ့အထားသူကိုသတိထားမယ်တစ်ခုပဲနော်အဲ့တော့စာကြောင်းမှာ verb ကိုလိုက်ရှာ verb ရဲ့ရှေ့မှာပုလေးကိုထည့်လိုက်ပါဒါဆိုရင်အငင်းဝါကြဖြစ်သွားပါပြီဒါဆိုလို့ရှိရင်ရော他们不说英语သူတို့ကအင်္ဂလိပ်ဘာသာစကားကိုမပြောကြပါဘူးမပြောကြတော့ verb ကိုလိုက်ရှာမယ် verb ကဒီမှာ说ပြောတယ်ဟုတ်ပြီနော်不说ဆိုတော့说မပြောဘူးเนาะအဲ့ဒါဆိုရင်ရမယ်เนาะ他们不说英语သူတို့ကအင်္ဂလိပ်ဘာသာစကားကိုမပြောပါဘူးเนาะအဲ့ဆိုရင်ဒီမှာညင်းစာကြောင်းလေးမှာ不ကဘရဲ့ရှေ့မှာရှိနေပါတယ်我没有跟比ငါမှာဘောပင်မရှိဘူးအဲ့မှာတတိထားရမှာเนาะတရုတ်စကားကိုစတင်လေ့လာတဲ့သူတွေအနေနဲ့เนาะယူဆိုတာကသူ့ရဲ့ဘက်ကယူကဲ၍သုံးမဲ့စာကြောင်းထဲမှာယူဆိုသုံးမယ်ပေါ့နော်ရှိတယ်ပေါ့နော် HAV has ပေါ့နော်သုံးမယ်ဆိုလို့ရှိရင်တော့ယူညင်းတဲ့အခါပူယူဆိုပြီးတော့မရှိပါဘူးမေးယူပဲရှိပါတယ်တတိထားရမယ်เนาะအဲ့တော့我没有跟比ငါမှာเนาะဘောပင်မရှိဘူးဒါမျိုးပါ他下一个နောက်တစ်ခုသွားမယ်เนาะ他没有姐姐တော့သူ့မှာเนาะအမမရှိဘူးเนาะရိုးရိုးစာကြောင်းဆိုလို့ရှိရင်他有姐姐ကိုညင်းကျင်တဲ့အခါမှာ他没有姐姐ဆိုပြီးဖြစ်သွားပါတယ်ရမယ်เนาะအဲ့တော့အောက်ကိုကြည့်အောင်သူ့ရဲ့ pattern လေးကတော့ဒီမှာသူကပြထားပါတယ်不အပေါင်း verb တယ်เนาะအဲ့တော့不အပေါင်း verb 不动词是写听说读
写、听说、读，然后看等的否定型是有的，否定式是没有嘅，အဲ့တော့လွယ်ပါတယ်နော်ဒီရိုးရိုး vet တွေရဲ့vet တွေပေါ့နော် vet တွေရဲ့အငင်းကိုငင်းကျင်တဲ့အခါမှာအငင်းဝါကြနော်အငင်းစလုံးပြောင်းကျင်တဲ့အခါမှာ vet တွေရဲ့အချိန်မှာပုထည့်ပြီးတော့ယိုငင်းကျင်နေဆိုရင်တော့မေးယိုနဲ့ငင်းပေးပါနော်တဲ့အဲ့ဒါကိုရှင်းထားတာပါအဲ့တော့ရွှဲချီ下边的对话အောက်ဘက်ကနော်对话လေးတွေပေါ့နော်စကားပြောလေးတွေကိုလေ့လာကြည့်အောင်အဲ့ဒါဆိုရင်ကိုကနော်ဟိုက老师တို့ဒီ conversation ကိုပြောတဲ့အခါမှာမေးခွန်းလေးလာမယ်ပေါ့နော်他是水山吗သူကကြောင်းသားလားဆိုရင်老师တို့အငင်းနဲ့ဖြေခြင်းတဲ့အခါမှာ不ပေါ့မဟုတ်ဘူးနော်မဟုတ်ပါဘူးဆိုရင်他是ဆိုဘက်ကိုလိုက်ရှာ是အဲ့တော့ပြန်ဖြေတဲ့အခါ他不是水山သူကကြောင်းသားမဟုတ်ပါဘူးနော်他是汉字吗သူကတရုတ်စလုံးရေးလာပေါ့နော်ရေးဆိုညင်းမှာဖြစ်တဲ့အတွက်ကြောင့်ပုနဲ့ညင်းမယ်နော်ပြီးရင်ဒီမှာဘက်ကိုလိုက်ရှာဘက်ကရှဲ他不是汉字သူကတရုတ်စလုံးကိုမရေးပါဘူးနော်他有汉语书吗သူ့မှာတရုတ်စာအုပ်ရှိလားဒါဆိုရင်ယိုညင်းတဲ့အခါမှာ我တို့က老师တို့က没有နဲ့ညင်းမယ်不有မရှိဘူးအဲ့တော့他有汉语书吗ဆိုရင်那没有他没有汉语书没有他没有汉语书သူ့မှာတရုတ်စာအုပ်မရှိပါဘူးဆိုပြီးတော့ညင်းမှာဖြစ်ပါတယ်နော်ဟုတ်ပြီကဲအဲ့ဒါဆိုရင်老师တို့တွေဒီဘက်ကစာကြောင်းလေးတွေကိုကြည့်အောင်ပေါ့နော်ဒီဘက်老师တို့တစ်ချက်လောက်ကြည့်လိုက်ကြရအောင်နော်用物或者有回答问题အဲ့တော့不都မဟုတ်တယ်နော်不都မဟုတ်没有ကိုအသုံးပြုပြီးတော့မေခွန်းလေးတွေကိုပြန်ဖြေပေးပါအငင်းပုံစံနဲ့ဖြေပေးပါအဲ့တော့你是老师吗ဆိုရင်就是你找一下动词是什么အဲ့တော့ verb ကဘာလဲ verb ကိုလိုက်ရှာ你是老师吗你ကဆရာလားဆိုတော့ညင်းပေးပါဘယ်လိုညင်းပါလဲဥပမာအားဖြင့်ဆိုရင်你နဲ့မေးတာဖြစ်တော့我နဲ့ပြန်ဖြေမယ်我不是老师对吧နော်ရမယ်နော်အမှမှာ不ကိုဘယ်မှာထားလို့ထားမယ်မသိမှာဆိုလို့အဲ့ဆိုရင်နော်ဒီမှာ他是နော်ဥမာ我是老师不အဲ့လိုမျိုးမဟုတ်ဘူး不ဒီစကြောင်းတစ်ကြောင်းရဲ့နောက်ဆုံးမှာလဲအဲ့လိုမျိုးသုံးရတာလဲမဟုတ်ဘူးနော်အဲ့လိုမျိုးညင်းရတာဟုတ်ပါဘူး verb ကိုလိုက်ရှာ verb ရဲ့ရှေ့မှာညင်းလိုက်ပါယိုဆိုရင်မေးကိုဖြစ်သွားပါမယ်ဒါပါပဲနော်အောက်ကစာလေးတွေကိုလည်းဖြည့်ကြည့်ပေးပါဖြည့်ကြည့်ပြီးတော့အဖြေလေးတွေကိုနော်comment အောက်မှာဖြည်းဖြည်းလာပြီးရေးထားလို့ရပါတယ်နော်ကိုဖြည့်ထားပါလေ့ကျင့်ထားပါနော်ဒါလေးကိုအဲ့တော့你学习日语မှာနင်းဂျပန်ဘာသာစကားကိုသင်ယူလာလားပေါ့နော်အဲ့တော့ verb ကိုလိုက်ရှာဆိုတော့你က subject နင်း学习သင်ယူတာက verb နော်日语ဂျပန်ဘာသာစကားဆိုတော့ object အဲ့တော့ verb ကိုလိုက်ရှာတော့学习ဆိုတော့တကယ်လို့ဘယ်လိုဖြေမှာလဲ我不学习日语ငါဂျပန်ဘာသာစကားကိုမသင်ယူပါဘူးအောက်ကဒီစာကြောင်းတွေမှာလည်း verb ကိုလိုက်ရှာပြီးတော့တွေးခွလေးတွေရဲ့အဖြေလေးတွေကိုဖြေပေးပါလေ့ကျင့်ထားပါပေါ့နော်ဒါမှကျွမ်းကျင်သွားမှာဖြစ်ပါတယ်အဲ့တော့他是汉字吗他是汉字吗ပြီး你有哥哥吗ဆိုရင်ဘယ်လိုပြန်ပြမှာလဲ我没有哥哥လို့ပြန်ပြသွားမှာပေါ့နော်ညင်းတဲ့အခါမှာ我不有ဆိုပြီးတော့မရှိပါဘူး你有车吗ဆိုရင်ရောဘယ်လိုဖြေမှာလဲနော်ပြီး下一个နောက်တစ်ခုကျတော့用不或者没有填空အဲ့တော့不都မဟုတ်မေဒါကျတော့不都မဟုတ်没有ကိုအသုံးပြုပြီးတော့နော်不တော့填空ဆိုကြတော့ကွက်လက်လေးကိုဖြည့်ပေးပါတဲ့เนาะအဲ့တော့အောက်မှာလဲလို့ဆိုတော့ဒီဖြင်းလေးပါတာဖြစ်တော့ဒီကွက်လက်ဖြည့်ထဲမှာပုထဲမှာလားမေယိုထဲမှာလားဆိုတာကိုဖြည့်ပေးပါเนาะအဲ့တော့ဒီမှာ老师ဖတ်ပြမယ်田中是日本人他什么什么是美国人他学习英语什么什么学习英语但是你用什么不还是不还是没有เนาะဒီမှာဖြည့်ပါဖြစ်ပါတယ်အဲ့တော့他有姐姐ဆိုရင်အဲ့တော့ဘာထဲမှာလဲ没有လား不လားထည့်ပေးမယ်ပြီးရင်他姐姐学习英语ဒီကွက်လက်ဖြည့်မှာရော不ထဲမှာလား没有ထဲမှာလား学习汉语田中有汉语词典他姐姐မှာဆိုလို့သူ့မှာ没有လား不လားဆိုပြီးတော့ထည့်ပေးပါမယ်เนาะဒီဟာလေးကိုတစ်ချက်လောက်ဖြည့်ပေးထားပါဟုတ်ပါပြီ grammar ပေါ့နော်တရုတ်စာတရား lesson 2သင်ခန်းစာကတော့ဒီမှာပဲပေါ့နော်အဲ့တော့နောက်ထပ်သင်ခန်းစာ lesson 3မှာဘာ grammar တွေထပ်ပြောသင်ရမလဲဆိုတော့เราထပ်ပြောကြည့်မယ်နော်拜拜再见